တော့ဒီကေချင်းမှရှင်ပြန်ထမ်းမချင်းမရှိလေပါလို့ဒီချင်းဒီအနက်ကတက်တီလို့တဘောလို့ခေါ်တဲ့လို့ဆက်ခဏတိစကားဒီစပနိမှာတို့ကြားတယ်ခရစ်တော်ကဒီချင်းမှရှင်ပြန်ထမ်းမချင်းမရှိတယ်မလို့ဒီချင်းကအနက်ကတက်တဲ့လေဆိုတော့ကျွန်တော်တို့ဒီချင်းကအနိတာရပြည့်ဝတယ်ပါကြောက်တယ်ခရစ်တော်ကဒီချင်းမှရှင်ပြန်ထမ်းမလို့ပဲဒါတော့ရဲ့ဒီချင်းအနိချုပ်ပဲဒီချင်းအနိချုပ်ဆိုတော့ဒီကနေ့ကျွန်တော်မောင်းမြောက်တဲ့ရှူလာတဲ့ခရစ်စမတ်ပွဲတဲ့ကိုကြည့်ချက်ခမ်းနားတဲ့အရာဖြစ်တယ်လူတွေထင်ကြတယ်လူဘောဟာတေးပြီးတေးချင်းမှာအဆုံးတတ်တဲ့လူတွေအားလုံးကြောင့်ဒီဘောမှာအသက်ရှင်ချင်လို့ချင်တယ်ဘာဖြစ်လို့လဲနောက်ဘောကလို့မကြောက်ဘူးလေအပြစ်တရားဆိုတော့မရှိတဲ့အတွက်ဒီဘောမှာကြက်တယ်လို့ရှင်းကြတယ်ဒါပေမဲ့ကျွန်တော်ခရိယာမျိုးကြည့်လို့လေနောက်ဘောဆိုတော့လက်ခံတဲ့လူတွေဟာဒီဘောဟာတေးချင်းမှာမဆုံးဘူးတေးချင်းမှာမဆုံးဘူးတေချေတရားပြီးတဲ့အချိန်မှာဘဝအတိတ်ကစတော့ကျွန်တော်ကြည့်တဲ့အတွက်ဒီဘောမှာဘောမှုကိုရှာကြတယ်။စူးစမ်းကြတယ်အားထုတ်ကြတယ်။ဒါပေမဲ့ဒီလိုစူးစမ်းအားထုတ်တဲ့နေရာမှာကျွန်တော်ဘယ်လိုဖြစ်တတ်တယ်လဲဆိုရင်ငါဘောမှုတော့အများလုံးပြီးငါဘောမှုတော့လည်းအများလုံးပြီးငါမှနောက်ဘဝတဲ့ပြည့်စုံပြီးလို့ဖြစ်တယ်မဟုတ်ဘူး။ဒီကနေ့ဖျားရှက်ပါပြောတယ်။ကျွန်တော်တို့ရဲ့စူးစမ်းအားထုတ်မှုကြောင့်ထာဝရတက်ချလိုက်ရတာကိုဖျားရှင်ကျေးဇူးတော်ကြောင့်ကျွန်တော်ထာဝရတက်ချလိုက်ရတာကျွန်တော်လက်ခံရပါတယ်။ဒါကြောင့်ငါဟာကောင်းမှုတော့အနိုင်လို့ပြီးဆိုတဲ့မာဝနာတဲ့မယဘဝဖက်ဒီလက်ထက်မှာသူကြီးစုလို့နဲ့တက်ရှိပြီးဆိုတဲ့နေချတဲ့နှလုံးသားကိုကျွန်တော်လက်ခံရပါတယ်။အဲ့ဒီတော့ဒုတိယအကြောင်းမှာဖတ်တော့တဲ့အတိုင်းမတို့ဟာဒီမာနထာဝရချင်းဘုရားဆာချင်းဆိုတဲ့တဆေးကိုဆောင်ရအောင်ခရစ်တော်ကိုရှိမှခမြောက်တယ်။တဆေးဆိုတော့တည်တယ်လေတော့ကျွန်တော်တို့ဒီကစုံချက်တဲ့နေရာမှာခေါင်းရချက်တဲ့နေရာမှာနည်းနည်းလေးထည့်လိုက်ညံ့ရတာဘုံကြီးစေတယ်နော်။သူဒီလည်းကောင်းတဲ့အင်္ဂလိပ်ကဆိုမှရှိတယ်attitude is contagious ဆိုကျွန်တော်တို့သိတယ်။ဒီအတဝတ်တစ်ခုမှအမြဲတမ်းပြောနေနေတဲ့လူတယောက်လာလို့ဆိုသူ့လိုပဲလူတွေပြောချင်ကြတယ်။ဒါပေမဲ့ဒီအတဝတ်တစ်ခုမှဝန်နေပြီးတခါတည်းမကောင်းတဲ့လူရလာစေစိတ်တက်ကတော့အဲ့လိုဖြစ်သွားတယ်တော့ဘာဖြစ်လို့လဲ attitude တွေကဘူးဆက်နေတဲ့အတွက်ကြောင့်မလို့ဆိုဒီကျွန်တော်တို့ရဲ့ attitude တွေဘာလဲတူလဲတစ်စင်းနဲ့တူတယ်ဆိုတော့တောင်ပေါ်တော့ပြောတယ် the simplicity and truthဆိုတဲ့တစ်စင်းကိုကျွန်တော်တို့ဘဝကိုထည့်ရအောင်ခရစ်တော်ရဲ့ရှိပဲထားမှချက်တယ် simplicity ဆိုပါလားကလေးငယ်ကဲတော့ကလေးငယ်တယောက်ကအပေါ်မှာရောက်နေတယ်သူပြုတ်ချိုက်တော့နာမယ်တေးမယ်ဒုက္ခရမယ်ဆိုသူမခွန်ရဘူးဒါပေမဲ့တစ်စင်းအဲ့တယောက်ထောင်မမနဲ့လည်းဖုန်းဖမ်းမဆိုပေါ်လာဒီကလေးမခွန်ဘူးသူ့ပြေမလို့အပေါ်မှာရောက်နေတယ်သူပြုတ်ချိုက်သူတေးမယ်နာမသိတယ်ထောင်မမနဲ့လည်းဖုန်းလေးဖမ်းမယ်ခွန်ဘူးတော့သူ့ပြေမလို့သူ့ပြေချက်ဖမ်းနေလာတယ်နော်ခုဖမ်းမဆိုဘလို့စသူခွန်ချလာတော့သူ့ပြေလက်တော့မပြောသေးဘူးသူ့ပြေသူ့နယ်လားမနယ်လားသူစဉ်းစားဘူးဒါပါလေသူ့ပြေသူယုံတယ်စဉ်းစားကြည့်လိုက်မဟုတ်ဘူးလားဆိုဘယ်လိုလဲတော့မအောင်စီသူ့ပြေလို့သူတော့မခွန်ချသူ့ပြေမတမဆွမ်းတဲ့သူ့လာတာကိုဖမ်းမစချစ်ချစ်မဲ့တဲ့ခံပြောရအောင် This is the yo-yo tata business ကလေးရဲ့အဲ့လိုစိတ်ကရရှိမှာအားရကျွန်တော်တို့ဒီချင်းစိတ်ကအဲ့ဒီစိတ်မျိုးပြရဟာခင်တို့ပုံမှန်ထားတဲ့ဒီယုံကြည်ခြင်းတော်တဲ့ခြင်းကိုထားရတယ်အဲ့ဆိုလို့ရှိရင်နောက်တစ်ခုကပါလေ truth ဓမ္မတရားနဲ့ဖြစ်ရမယ်အခုလိုဓမ္မတရားကတင်တော့ဘလို့ဖြစ်ပြီး the truth will set you free ဆိုပြီးမှခရစ်တော်ကပြောထားတယ် so the truth ကပါလေဒီစုပ်ပြောလဲ I am the way the truth and the life ကိုပြောတယ် the truth ဆိုတာခရစ်တော်ပဲခရစ်တော်ကိုရရှိခြင်းဟာကျွန်တော်ဘောရဲ့မြတ်ခြင်းပဲခရစ်တော်ရရှိတဲ့ဘောမြတ်ခြင်းဆိုကျွန်တော်ဘောမြတ်ခြင်းပဲဆိုလို့ရှိရင်ခရစ်တော်ကိုရှိရမယ်ဘာဖြစ်လို့ခရစ်တော်ကိုရရှိခြင်းကမြတ်ခြင်းလဲခရစ်တော်ကတည်ခြင်းတဲ့အောင်မြင်ခဲ့တဲ့ပုဂ္ဂိုလ်တွေအပြစ်တရားဆိုတာခရစ်တော်ကိုတတ်လိုက်တယ်သူတို့ပွဲလို့နေတယ်တော့ရရတဲ့တိငါတို့နိုင်ကြည့်လိုက်ပြီးတော့ခရတော်ပြောတဲ့ပုဂ္ဂိုလ်အခုတိကျဘူရရောက်နေပြီဘုရားဆိုသူပြောလို့မပြီးသေးဘူးဘုရားရှင်ဘောလို့နဲ့ထောက်ရောက်လာတဲ့အချိန်မှာတည်ခြင်းတရားဟာဘုရားရှင်ပုံမှာတဘုံရှိကြောင်းသူတို့သိလာဘုရားရှင်တဘုံချင်းမှုသူတို့သိလာဒီရှင်ပြထပ်တော့ပြီးတော့ခရစ်တော်ကိုရရှိခြင်းဟာတင်မင်းကိုအောင်နိုင်တဲ့ဘုရားရှင်ခြင်းကိုရရှိခြင်းဟာကျွန်တော်ဘာလို့တော့ချင်းမဟုတ်ဘယ်ဟာကကျွန်တော်ဘယ်လိုချင်းဖြစ်နေတော့လဲဆိုခရစ်တော်ဘုရားရှင်ရရှိခြင်းဟာကျွန်တော်တို့လုံးချင်းဖြစ်တယ်လို့ခရစ်တော်ဘုရားရှင်ရရှိထားခြင်းဟာလည်းကျွန်တော်တို့ဟာအမှန်တရားနဲ့အသက်ရှင်တဲ့ပုဂ္ဂိုလ်တွေပြောင်းလဲလာရတယ်။ဒါတောင်ပေါ်လို့ဒီကနေ့ဒီအကြောင်းမှာကျွန်တော်ပြောတယ်။ဒီခရစ်တော်ရဲ့ရှင်ပြထမ်းမရှိကျွန်တော်ရှောက်တော့နေတာမဟုတ်ဘူး။
ထမချမှာကံပြီးသူတိတ်ခဏလာတွေ့တယ်ငါတို့ကိုလည်းသူနဲ့သူစားတယ်သူသွားတယ်သူလာတယ်ယဟကြီးကလည်းသူတည်ချင်းကိုပို့ဆောင်ပေးလိုက်တယ်လို့သူအရှင်မထမလာပြီးငါတို့ကြားမှာရေပေါင်း40နေပြီးမှငါတို့တင်ရှားပြတ်ခဲ့တယ်ဆိုမှတာပေထုကိုလည်းတက်တက်ခံနေဖြစ်တော့ရှင်မထမချင်းကိုဒီရှင်မထမချင်းကျွန်တော်ဒီနေ့ပွဲလာပြီးကျင်းပကြဒီကျင်းပနေတဲ့အခမ်းအနားကကျွန်တော်တို့အများအားပြောလို့ရှိတယ်အပီးကိုစားတဲ့ချိန် when you eat the fruit don't forget the one who plants the tree ပြောလို့ရှိတယ်အပီးကိုစားတော့တဲ့အချိန်မှာတစ်ပင်ကိုစိုက်ခဲ့တဲ့လူမမေ့ရဘူးကျေးဇူးတရားရှိရမယ်ဒီကနေ့ကျွန်တော်တို့ဘဝဘယ်လောက်ခက်ခဲနဲ့အဲ့ဒီအချိန်မှာရုပ်ထွက်လာလဲဘုရားတော်မသိဘူးเนาะအချို့ဒီပေါ်20ကျော်နေပါလားဘယ်လိုအယုံကခဲအဲ့ဒီဘုံကနေအောင်ဘဝပြီးခဲ့တဲ့မိမတစ်ပါးရှိတယ်ကိုယ့်ရဲ့မိမတော့မှမမြင်ဘူးကိုယ့်ရဲ့ချစ်ရှင်တွေတော့မှမမြင်ဘူးဒီကျေးဇူးတွေရဲ့အတိအပွင့်ကိုကျွန်တော်ခံစားရတယ်ကျွန်တော်ဘယ်တော့မှယုံကနေပါစေဘယ်လောက်ခက်ခဲတဲ့ဘဝတစ်ခုကိုကျွန်တော်ဖတ်ရပါစေကျွန်တော်တို့ကိုအသက်ပေးခဲ့တဲ့မိမရှိတယ်အသက်ပေးခဲ့တဲ့ယုံကြည်ခြင်းရဲ့မိဘတွေရှိတယ်လူအသက်ပေးခဲ့တဲ့လို့ယုံကြည်ခြင်းအသက်ပေးခဲ့တဲ့လူရှိတယ်ဒီဆိုကျေးဇူးတရားဒီကနေ့ကျွန်တော်တို့ယုံကြည်ခြင်းအဝင်နေ့ဒီအတိအပွင့်ကိုကျွန်တော် celebrate လုပ်နေတဲ့အချိန်မှာဒီ missionaries တွေအားရရှိခဲ့တဲ့ဖြစ်တဲ့ကောင်းချစ်တဲ့ဒီဝန်တဲ့ဆောင်ပေးတဲ့ missionary ကျေးဇူးတရားတွေကိုကျွန်တော်မမေ့ရဘူးဆိုတော့အကောင်းဆုံးကျေးဇူးဆက်ချရပါတယ်ကျွန်တော်ရရှိထားတဲ့ဒီခွင့်ရကိုနောက်လာနောက်တောင်တဲ့စိတ်ကချင်းပဲဖြစ်တယ်ဒါအကောင်းဆုံးကျေးဇူးဆက်ချတရားဖြစ်တယ်ဆိုဒီကနေ့ကျွန်တော်တို့ကြည့်ပါနေတဲ့ဒီကျေးဇူးတရားပြည့်ခြင်းနဲ့တော့ကျွန်တော်ဝမ်းမြောက်စွာဓာတ်ကိုချင်းမရနိုင်တယ်ဒါဒီကျေးဇူးတရားဆိုဒီတော့ဒီကနေ့ဒီကျွန်တော်တို့ဒီအမောက်စ်ရေးစင်တဲ့ပတ်သက်ပြီးမှတော့ကြားခဲ့ရတယ်ဆိုဒီမှာချက်တော့ချက်ကိုပြပြချင်တယ်ဘောမှာတော့တဲ့ချက်နံပါတ်1 listening listen နားထောင်တဲ့နေရာမှာပါတယ်နားထောင်ရမယ် God speaks in many waysတူတို့စကားပြောတဲ့နေရာမှာပုံစံမျိုးနဲ့ပြောတယ်ဓမ္မချက်ဆက်ထားတဲ့သူမပြောဘူးကိုယ့်ရဲ့ဘဝတစ်ခါတလေကောင်းဆိုးမှုမှကြားတဲ့အချိန်မှာတစ်ခါတလေကိုယ့်ရဲ့ဘဝအောင်မြင်ကြော်ချနေတဲ့အချိန်မှာတစ်ခါတလေကိုယ့်ရဲ့ဘဝကြားမှာကောင်းဆွမ်းနေတဲ့အချိန်မှာတစ်ခါတလေကိုယ့်ရဲ့ဘဝနာမကြားဖြစ်တဲ့အချိန်မှာတစ်ခါတလေကိုယ်အလုံးလက်မဲ့ဖြစ်တဲ့အချိန်မှာတစ်ခါတလေကိုယ်အလုံးကောင်းရှိတဲ့အချိန်မှာတစ်ခါတလေကိုယ်ချစ်ခင်နေတဲ့လူရှိတဲ့အတိုင်းမှာတစ်ခါတလေကိုယ်မနာတော့မုန်းတီးတဲ့အတိုင်းရှိမှာဘယ်မှာမဆိုဖျားရှင်ကျွန်တော်စကားပြောတယ်အဲ့ဒါကိုကျွန်တော်နားထောင်တော့ဒါကြောင့် to read the sign of the time ဒါကျွန်တော်သိဖို့လိုတယ်ဖြစ်ပြမှုမှာဖျားတခင်ရဲ့ခေါ်တာကိုကျွန်တော်လည်းအဲ့လိုဆက်တာဖို့အဲ့လိုဆက်တဲ့အချိန်မှာဒါကဖျားရှင်ကလာလားဒါဖျားရှင်ကမဟုတ်လားဆိုရင်ဒီစာမန်လုံးပါတယ်ကျွန်တော်ဝင်မှတောင်းတလာတာနောက်ဝင်မှတောင်းတလာတဲ့အချိန်မှာကျွန်တော်တို့အမြဲတမ်းဒီ information ပေးလို့ပြောတယ်တင်ဝမ်းနေတဲ့အချိန်နဲ့ဒီစိတ်မကောင်းဖြစ်နေတဲ့အချိန်တည့်ရဘဝကျေးဇူးလည်းမရှိနေတဲ့အချိန်တွေမှာဆုံးဖြတ်ချက်ကြီးမချပါနဲ့နော်တော့ပိုင်းနေတဲ့အချိန်စိတ်ပြည့်နေတဲ့အချိန်စိတ်တက်ကြနေတဲ့အချိန်စစ်ကြီးမှဆုံးဖြတ်ချက်မချတဲ့ desolation လို့ခေါ်တယ်အဲ့ဒီအချိန်မှာကျေးဇူးတော်မရှိဘူးဆိုတော့မင်္ဂလာဆုံးဖြတ်ချက်ချဖို့ခက်ခဲတယ်ဆိုတော့အချိန်နားဆောက်ဘုရားရဲ့ကျေးဇူးတော်နဲ့တည်းနဲ့တူတူဘဝရဲ့တက်တာမှာပြန်လည်ဆောက်ဖို့ဆုတောင်းနေဆက်တော့အမောင်လောက်ပါတဲ့ကြောက်တဲ့အချိန်မှာဘာနဲ့တူလဲဒီနေ့အိမ်မအုပ်ကိုပြန်တော့တဲ့တပည့်တော်ကြီးတပါငါတို့မစီယာလို့ထင်ခဲ့တဲ့ဟာငါတို့ဣသရေလမျိုးကဲ့ရှင်လို့ထင်ခဲ့တဲ့ရာသူမတွေတာလို့ရလို့ဒီတော့ဒီကိုတော့ဒီမျိုးလေးချက်မရှိတော့ဘူးဆိုမှစိတ်တကြဆိုတယ်တော့နေတဲ့အချိန်ဖျားရှင်သူတို့နဲ့သူခင်းပြတဲ့တော့မတို့မသိဘူးခရစ်တော်ဘယ်တော်လာမှသူတို့နဲ့တူလာတယ်ခရစ်တော်ဘာလို့မသိဘူးတစ်စက်တဲ့တရားကိုဆိုင်ရတော့လာတဲ့သူတို့ဒီကုလပါလာညာလာနဲ့တော့ဒါမဲ့ဖျားရှင်ကျွန်တော်ဘဝမှာတမန်တော်ကြီးဒီနမကဆင်းရဲချက်ဆောက်တော့ပြီမဲ့ဖျားရှင်ကျွန်တော်နောက်မှာရှိတယ်ကိုသူတို့မသိတာတော့မှဖျားရှင်ကသူတို့နဲ့ရှိနေတော့မယ်ဆိုတော့ကျွန်တော်တို့ဘဝမှာခါတလေမှာဖျားရှင်ကိုနဲ့မရှိတော့ဘူးလို့ခစားတဲ့အချိန်မှာကိုယ်ဘယ်သူမှလက်မခံတော့ဘူးဖြစ်တဲ့အချိန်မှာအဲ့ဒီအချိန်မှာဖျားရှင်ကျွန်တော်ကိုနိကဆိုရှိနေတာကိုကျွန်တော်ယုံကြည်ရတယ်အဲ့ဒါယုံကြည်ရဒီမဟုတ်တပည့်တော်ဟာဒီဘဝမှာဟောတဲ့အချိန်မှာဖျားရှင်ကိုယ်တိုင်ကျွန်တော်လာပြနေတယ်ကျွန်တော်ကြည့်ဆိုကျွန်တော်ဆက်သွားရတယ်ဒါပေမဲ့သူတို့နှစ်ပါးဟာအမှန်တော်ချင်းနှစ်ပါးဟာဘယ်ချိန်မှဖျက်ပြီးတည်းရတယ်မဟုတ်ခဲ့တဲ့အချိန်ဖျက်လို့ဖျက်ခင်းဆိုတော့ဒီပါကျွန်တော်ဒီအခုအချိန်မှာဖျက်ရှင်ဘယ်ချိန်မှတည်းရကြတယ်ဒီစတရားမှာယဟမင်းလာစလာဆိုတော့မှာမဟုတ်ခဲ့ပြီးမှဝင်လာတဲ့အချိန်မှာခရစ်တော်ဖျက်ရှင်မဟုတ်ကတော့အလုံးလိုက်ရှိတဲ့နာမရှိဘူးဆိုခွဲပြီးမှပြရတဲ့အချိန်မှာကျိုးပဲ့ခြေဝါတဲ့ဘဝမှာခရစ်တော်ကိုကျွန်တော်တွေ့မြင်တယ်ကျိုးပဲ့ခြေဝါတဲ့ဘဝမှာ
အလုံးနဲ့ရှိနေတဲ့အချိန်မှာဘာမှမဖြစ်ဘူးအစီအပြေနဲ့ဖြတ်တယ်ကျွန်တော်တို့ဒါပေမဲ့ဘဝကျိုးပဲချိန်သွားတဲ့အချိန်မှာဖြတ်တယ်ကိုမြင်ရတော့နိုင်တယ်ကျွန်တော်တို့ဆိုကျွန်တော်တို့ဘဝမို့လို့ပဲနော်မကျိုးမပဲ့တဲ့ဒီနဲ့နေလို့မရဘူးကျိုးဖက်ချိန်သွားမှာဝင်ငါချင်းနဲ့ဖြစ်တဲ့ဖြစ်ဘောကျွန်တော်တို့ကနိုင်ဆိုတဲ့ဘဝဒါမှဖြစ်ဆိုဒီကိုရိုနာစားတော့စဘာတော့ကကျိုးဖက်ပြီးဝင်နေတဲ့ဘုတော့ကဲတော့ခရစ်တော်ဖျားရှင်မိမိကိုကျိုးဖက်ပြီးမှကျွန်တော်ဝင်ရခဲ့တယ်ကျွန်တော်တို့ဘဝမှာလည်းဝေပြရချိုးဖက်ပြီးမှချိုးဖက်မှကကိုယ့်ရဲ့ဘဝရဲ့တင်ကဆိုရင်ဆဘဝလေးတွေတင်လာလို့ဝေပြမယ်ကိုယ့်ရဲ့ဘဝမှာဖြစ်နေတာလည်းဒီမှာတော့ကိုကြီးတဲ့ချိုးဖက်ရချိုးဖက်တယ်ဆိုတာကနာကျင်တယ်မနာမကျင်ပဲတော့မရဘူးဆိုဒီဘဝမှာရှင်းလို့တဲ့ဘဝကိုကျွန်တော်တက်ရှိရတာကခရစ်တော်ဖျားရှင်တော်ကလည်းပြည့်တယ်ဆိုတော့တမန်တော်တွေကခရစ်တော်ဖျားရှင်ကိုဒီဘုရားဆောင်မှာကျင့်ပေါ်မှာ recognize ဖြစ်တဲ့အချိန်မှာဒီတိုင်းမြင်နေဘူးသူတို့ဘာလို့လဲသူတို့ဘာလို့လဲညရောက်ပြီနော်ညရောက်လို့ညဆာတော့စားနေပြီခရစ်တော်ဖျားရှင်မှာဘယ်မှာတီးသွားတယ်ဘုဖဲ့တဲ့ချိန်တီးသွားတယ်ချက်ချင်းပဲဘာလို့လဲဂျေရုဆလမ်မြို့ပြန်ပြေးတော့လေးတိုင်ဆိုတဲ့ဟာကတချို့ပါဆိုခုနမိုင်ခါလို့ရတယ်ခုနမိုင်ဝိတဲ့ခီးကိုထပ်ပြေးတယ်ပြောရတယ်အဲ့ဒီဖျားတခင်မဟုတ်တော့ဘူးဖျားတခင်အတွေ့အကြုံကိုပြီးစားတော့တဲ့ဘဝရဲ့ဒီနိမ့်တဲ့ကိုကျေနပ်မှုဝမ်းမြောက်မှုဟာမဝေမျှမနဲ့ဝင်နေတဲ့ဘဝတတမျိုးကျွန်တော်ပြောင်းလဲလာရတယ်တကယ်ခရစ်တော်နဲ့ဖြစ်တွေ့တဲ့ချိန်အဲ့ဒီဘဝကကျွန်တော်ရဲ့ဘဝဒါပေမဲ့ရိုးရိုးခရစ်တော်ဘဝကိုကျွန်တော်ဘဝဟာတည်ချင်းကိုအောင်မြင်ပြီးတော့ရှင်ပြန်ထိုင်တော့ပြီးတော့ခရစ်တော်နဲ့တွေ့ကြုံတဲ့ဘဝအမြဲတမ်းပြောင်းလဲနေရမယ်အမြဲတမ်းပြောင်းလဲနေရမယ်အဲ့ဒီချက်ကျွန်တော်ရဲ့အသက်ရှင်ခြင်းကျွန်တော်ရဲ့အသက်တာကျွန်တော်ဒီ action လို့ပြောတော့အဲ့ဒီပုံစံပြောင်းလဲရမယ်ဆိုတော့ဘဝမှာအရေးကြီးတာနံပါတ်1 listening နားထောင်ခြင်းဘယ်မှာနားထောင်လဲခဏပြောပြနံပါတ်2 discernment ဝိမာယမေတ္တာနှုတ်ဆက်လာတာဖျားရှင်လာတာစိတ်ဓာတ်ကြတဲ့ခြင်းကြီးမှဆိုပါချက်မလို့ဘူးဒီစိတ်ဓာတ်နိတိတ်တဲ့အချိန်မှာကျေးဇူးတော်ပြုအပ်ခြင်းမှာရွေချက်တဲ့ဆုံးဖြတ်ချက်တွေချတော့နေမှာရတဲ့ဒါလည်းတွေကိုတွေ့လာတဲ့အချိန်မှာတတိယချက်ဖျားရှင်ရရှိထားတဲ့ကျေးဇူးတော်တွေကိုကိုရရှင်မိမိကိုဖျက်ပြီးမှကျွန်တော်ဝင်မြတယ်လို့သူ့ရဲ့တည်ခြင်းတဲ့ကျွန်တော်ဝင်မြပြီးလို့ကျွန်တော်ဘောတက်ကပါလားဒါမှသူဝင်မြတဲ့တက်တာဒါမှဘောတဲ့ခရိယာဘောတဲ့ရှိမှာဒါပေမဲ့ကိုရရှင်ပြတ်မစားလို့မရတော့ဆိုစားရတယ်။ဘာကြောင့်လဲ။လူတွေဟာဘာကြောင့်တည်ခြင်းတရားရရှိလဲ။တည်ခြင်းတရားပဲရောက်လာတယ်။အာဒါကအိဝါကမဆာယဆိုတဲ့အတိကိုအစားတလုံးကြောင့်တည်ခြင်းတရားတော့ပဲရောက်လာတယ်။ဟုတ်တယ်နော်။အငါကဘာဟာလာတဲ့လူတွေပြောမှာပေါ့နော်။အစားတလုံးကြောင့်တည်ခြင်းကဘာရောက်လာလဲ။ဘာကတဲ့တက်ပြရှိလဲ။အစားတလုံးနဲ့တက်ရှိခြင်းရတယ်။ကိုရရှိတွေ့တာကိုပြီးစားတော့ရှိအပ်ကျွန်တော်ရဲ့အသက်ရှင်ခြင်းကိုပြန်လည်ရရှိတယ်။တည်ခြင်းနဲ့ပြန်လာတယ်။တိပိပွားနေလာတယ်။တည်ခြင်းပြန်တိပိပွားလာတယ်။တိတော့ကိုရတည်ပြီးစားတော့လေတည်ခြင်းပြန်ပဲအသက်ရှင်ခြင်းပဲပြန်လာရမယ်။တိပိကလည်းပြန်လာရမယ်။ခရစ်တော်ရဲ့တေခါနဲ့ကားတိုင်းဟာယူကားတဲ့မှာအသက်ပေးတဲ့တိပိဖြစ်တယ်။အသက်ပေးတဲ့တိပိဖြစ်တယ်။ဒါကြောင့်ကမ္ဘာမှာဘာဖြစ်လို့ဒုက္ခများနေလဲဖြစ်ပြီးလို့ဘုရားသခင်အလုံးတတ်နိုင်တဲ့ဘာဖြစ်လို့ဒုက္ခဆင်းရဲရှိလဲယဟန်တာကြီးတွေယဟန်မင်းကြီးတွေဘာပြောလဲမှတ်မှဖြစ်မရှိဘူးတဲ့ကားတဲ့ဘုံပဲကြည့်တယ်ကားတဲ့ဘုံပဲကြည့်ဒါကြောင့် suffering is one of the mysteries in our life ဒါတွေ့ပါရမယ်ရှောင်လည်းမရဘူးဆိုဒီကနေ့ဒီတော့ချက်တဲ့တူဒီပြောရှိဆိုတဲ့စကားလာမှာရရှိထားတဲ့ကျေးဇူးတော်ကိုအမြဲတမ်းကျေးဇူးတော်ချီးမွမ်းရေးရရှိထားတဲ့ဘုရားရှင်ချိုးပက်ခြင်းမတဲ့တက်တာအဖြစ်ကျွန်တော်တက်ရှင်တော်ကျွန်တော်တက်တာအဖြစ်ကျွန်တော်တက်တာကိုချိုးပက်ခြင်းမတဲ့တပတ်တော်ဝင်လာခြင်းနဲ့အတိတ်ပဲရှိတော့ပါစကားတော်ချီးပါတာစေလို့ထောက်ရှုချက်ကိုရပြီ